ကြောင်လေးနဲ့ယုံကြည်ချက်တည်ဆောက်တာမှာလေအဆင့်ဘယ်နှဆင့်ရှိလဲကြောင်လေးကကိုယ့်ကိုယုံပြီဆိုတာဘယ်လိုသိနိုင်မလဲတကယ်တော့သူတည်တနာပြုထားတဲ့ချက်တွေကကြောင်လေးမှာယုံကြည်ချက်တည်ဆောက်တဲ့အဆင့်6ဆင့်ရှိပါတယ်ပထမအဆင့်ကဘိုက်တော့စားတယ်ဒါပေမဲ့မယုံသေးတဲ့အဆင့်အထူးသဖြင့်လမ်းမေးကြောင်လေးတွေကဒီအဆင့်ကစားတယ်ဗျအစာကျွေးလိုက်ရင်သူကချက်ချင်းမစားဘူးကိုအဝေးကိုထွက်သွားမှလာစားတတ်တယ်အစာမကြိုက်လို့မဟုတ်ဘူးဗျကြောက်နေသေးလို့ဒုတိယအဆင့်ကလူကြီးမင်းကသူတို့ကိုမနာကျင်စေတဲ့လူလို့မှတ်ချက်ချတဲ့အဆင့်နောက်ပိုင်းမှာလူကြီးမင်းအနားမှာရှိတဲ့အချိန်မှာလဲစားရဲလာတယ်ဒါပေမဲ့စားရင်လည်းခဏခဏမော့ကြည့်တာအန်ဒီမရှိဘူးဆိုတာတေချအောင်သူတို့ကြည့်နေတာပါဒီအချိန်မှာကြောက်ရွံ့မှုကနေယုံကြည်မှုစတင်ပြောင်းလဲလာတဲ့အဆင့်ပါအဆင့်3ကမှတ်မိတဲ့အဆင့်ဒီအဆင့်မှာသူတို့ကအစာအတွက်ပဲလာတာမဟုတ်ဘူးလူကြီးမျိုးတို့ကလူကောင်းတစ်ယောက်အဖြစ်သူတို့ဘဝအတွက်အပေါင်းလက္ခဏာဆောင်ပေးတဲ့ကြောင်ကြီးတစ်ကောင်အဖြစ်သတ်မှတ်ပြီးလာမယ့်အချိန်ကိုစောင့်နေတာတွေ့ရတဲ့မြောင်လို့နှုတ်ဆက်တာလူကြီးမင်းကိုအဝေးကြီးကနေမှတ်မိနေတာတွေဖြစ်တတ်ပါတယ်အဆင့်4ကယုံကြည်ရတဲ့အဆင့်ပါဒီအဆင့်မှာကြောင်လေးတွေကကိုးခြေထောက်ကိုခေါင်းနဲ့ပုတ်မယ်သူတို့အနံ့လေးတွေလူကြီးမင်းမှာကြံအောင်လုပ်တာပါဒါဟာကြောင် language အရာလူကြီးမင်းကသူတို့ရဲ့အဖွဲ့ဝင်ဖြစ်ကြောင်းတခြားကြောင်တွေသိအောင်လုပ်တာပါတချို့ကြောင်လေးတွေကခေါင်းနဲ့ပုတ်တာကိုအားမရလို့ဖောက်ဖလေးကိုက်ပြီးနှုတ်ဆက်တာအစာတောင်းတာတွေလုပ်တတ်ပါတယ်အကယ်၍လမ်းဘေးမှာကြောင်လေးတွေနဲ့ဒီလိုလုပ်ပြီးအိမ်ပြန်ရောက်ရင်ခြေထောက်တွေလက်တွေအမြန်ဆေးပစ်ပါဘာလို့လဲဆိုတော့အိမ်ကကြောင်လေးကအနံ့လာရှင်လူကြီးမင်းကတခြားကြောင်တွေနဲ့ပလူးခဲ့တာသူတို့တိသွားနိုင်တဲ့အတွက်စိတ်ဆိုးနိုင်တယ်လို့တခြားအရေးပြားကနေကူးဆက်တဲ့ကြောင်ယောဂါတွေသူတို့စီကိုမရောက်အောင်ကာကွယ်ပေးရရောက်ပါတယ်အဆင့်ကလုံခြုံတဲ့အဆင့်ပါကြောင်တကောင်အတွက်အိတ်တဲ့အချိန်ဟာအန္တရာယ်များဆုံးအချိန်ပါဒါကြောင့်ကြောင်စမွေးတော့မယ်ဆိုရင်သူတို့ကိုယ့်အနာမှာမအိတ်သေးတော့သတိထားမိပါလိမ့်မယ်တဖြည်းဖြည်းယုံကြည်လာရင်ကိုယ့်ဘေးမှာလာအိတ်တာကိုပေါ်မှာလာအိတ်တာစတာတွေကကြောင်လေးတွေကပေးတဲ့အကြီးဆုံးယုံကြည်မှုတွေကတစ်ခုပါဒီအဆင့်ထဲမှာပဲနောက်ထပ်အချက်တွေဖြစ်တဲ့ကိုအိတ်နေကိုပေါ်မှာလာအိတ်ပြီးရန်သူမလာအောင်စောင့်ရှောက်ပေးတာကြောင်တွေကသူတို့ကိုသူတို့တစ်ခါလေကြာရင်စိတ်ကြီးဝင်တတ်တယ်ခေါင်းဆောင်ဖြစ်တတ်မှတ်တယ်ဆိုတော့ကိုကကြောင်အဖွဲ့ဝင်သူတို့ကစောင့်ရှောက်ပေးရမယ်တာဝန်ရှိတယ်ဆိုပြီးသူတို့ကစောင့်ရှောက်ပေးတတ်တယ်ခါလေကြာရင်ဘိုက်လန်ပြီးကိုနားမှာအိတ်တာကိုကြောပေးပြီးထိုင်တာအိတ်တာစတာတွေကကိုတကယ်ယုံကြည်တဲ့ကြောင်လေးတွေကပဲလုတ်တတ်ပါတယ်ဒီအဆင့်ကိုအိမ်မွေးကြောင်လေးတွေကအလုပ်များပြီးဒီအဆင့်ထိရောက်လာတယ်ဆိုရင်တော့လူကြီးမင်းဂုဏ်ယူလိုက်ပါအဆင့်6နောက်ဆုံးအဆင့်ကလက်ပေါ်ကနေအစာစားတဲ့အဆင့်ပါဒီအဆင့်ကယုံကြည်မှုအယမ်းမြင့်တဲ့လက္ခဏာတစ်ခုပါဘာလို့လဲဆိုတော့သူတို့အတွက်သူတို့ရဲ့မျက်နှာကအကွာအကွယ်ရဆုံးနေရပါဆိုတော့သူတို့ရဲ့မျက်နှာကိုကိုယ့်ရဲ့လက်နာကိုကတ်လာတယ်ဆိုတာကိုယ့်ကိုအရန်ယုံကြည်လို့ပါတချို့ကြောင်လေးတွေကကိုယ့်ကိုအရန်ယုံကြည်နေပြီဖြစ်ပေမဲ့လက်ပေါ်ကနေကျွေးရင်မစားပဲမြေကြီးပေါ်ကနေစားတာကိုပိုကြိုက်တတ်ပါတယ်မှတ်ထားရမယ့်အရေးကြီးဆုံးအချက်ကကြောင်တိုင်းကဒီအဆင့်တွေကိုအဆင့်လိုက်မလုပ်ပါဘူးတချို့ကြောင်လေးတွေကဘိုက်ရမ်းစားနေလို့ပထမအဆင့်တွေကြော်သွားနိုင်တယ်လို့တချို့ကြောင်လေးတွေကလည်းလူနဲ့ရင်းနှီးလွယ်တဲ့အချင်းချီလို့အမြန်ယုံကြည်တတ်ပါတယ်အရေးကြီးဆုံးကကြောင်တစ်ကောင်ရဲ့ယုံကြည်မှုကိုရခြင်းတင်းမလုပ်ပါနဲ့သူ့ရဲ့ရွေးချယ်မှုကိုဦးစားပေးပါသူ့ရဲ့နေရာကိုလေးစားပါစိတ်ရှည်ပါကြောင်လေးရဲ့ယုံကြည်ရမယ့်အချိန်ကိုသူကိုယ်တိုင်ကရွေးပါလိမ့်မယ်လူကြီးမင်းကဒီအဆင့်6ဆင့်တွေကဘယ်အဆင့်ထိရောက်ဘူးလဲခင်ဗျ